လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကယုံလိလို့ခေါ်တဲ့နိုင်ငံငယ်လေးတစ်နိုင်ငံရှိခဲ့ပါတယ်။ဒီနိုင်ငံကိုရန်သူနိုင်ငံတွေကချင်းချောက်နေပြီးမြို့နှစ်မြို့ကိုလည်းသိမ်းပိုက်ထားတာကြောင့်ပြည်သူတွေဟာထိတ်လန့်ကြောက်ရွံ့စွာနေထိုင်နေခဲ့ကြရပါတယ်။ဧကတော်ယုံရီဟာစစ်အင်အားရှိပေမဲ့တပ်ဖွဲ့တွေစေလွတ်ဖို့နှေးကွေးနေတဲ့နိုင်ငံတော်ဘိုးတော်ကိုဒေါသထွက်နေခဲ့ပါတယ်။ယုံရီကစစ်သားတွေကိုကိုယ်တိုင်ဦးဆောင်ပြီးဆုံးရှုံးသွားတဲ့နယ်မြေကိုပြန်လည်သိမ်းပိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သို့တော်လည်းအပေါင်းပါတွေကသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်စဉ်းစားဖို့တောင်းပန်ခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲနိုင်ငံတော်ဘိုးတော်ရောက်လာပြီးနိုင်ငံရဲ့ဗဏ္ဍာတိုက်ကုန်ခန်းနေကြောင်းနဲ့လက်နက်တွေဟာလည်းမလုံလောက်ပဲအလွန်အားနည်းနေကြောင်းရှင်းပြခဲ့ပါတယ်။နောက်ပိုင်းမှာတော့နိုင်ငံတော်ဘိုးတော်ရဲ့သမီးရွှန်ချင်းဟာယုံရီရဲ့အခန်းထဲမှာတွေ့ဆုံပြီးမင်္ဂလာဝတ်စုံကိုကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။နိုင်ငံတော်ဘိုးတော်ဟာသူ့ရဲ့သမီးကိုယုံရီနဲ့လက်ထပ်ဖို့စီစဉ်နေကြောင်းပေါ်လွင်ခဲ့ပါတယ်။သို့တော်လည်းယုံရီကသူမနဲ့လက်ထပ်မဲ့အစားသေးတာကပိုကောင်းတယ်လို့ပြောခဲ့ပါတယ်။ရွှန်ချင်းကဆက်ပြီးအတင်းကျပ်ပြောဆိုနေတာကြောင့်ယုံရီစိတ်ဆိုးလာပြီးဒီကန်ဆိုးတဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့သူ့ကိုယ်သူတင်းကွက်လိုက်ပါတော့တယ်။ဒီအဖြစ်အပျက်နောက်မှာတော့လီဖူလို့ခေါ်တဲ့မိန်းကလေးတဦးကာတွန်းစာအုပ်ဖတ်နေတဲ့စာသင်ခန်းကိုရောက်ရှိသွားပါတယ်။ဒီယိုနိုင်ငံတော်ရဲ့ဇလန်းဟာဒီကာတွန်းထဲကဖြစ်ကြောင်းပေါ်လွင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာကလီဖူကိုကာတွန်းဖတ်နေတာတွေ့သွားပြီးပညာသင်ကြားမှုမှာပေါ့ဆတာကြောင့်သူမကိုစူပူခဲ့ပါတယ်။ဆရာကစာအုပ်ဟာလီဖူရဲ့အခင်ဆုံးသူငယ်ချင်းရှောင်းကျူရဲ့ဖြစ်ကြောင်းသိလိုက်တဲ့အခါမိန်းကလေးနှစ်ဦးလုံးကိုအတန်းထဲကနေထွက်ခိုင်းခဲ့ပါတယ်။အတန်းပြီးရဲ့အခါမှာတော့ဆရာကစာသင်ခန်းကောင်းဆောင်ကိုလီဖူရဲ့အိတ်ကိုစစ်ပြီးသူမရဲ့ကာတွန်းအားလုံးကိုသိမ်းယူဖို့အမိန့်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူကအိတ်ကိုစစ်တဲ့အခါမှာအတွင်းထဲမှာမုံအများကြီးတွေ့ရှိခဲ့ပါတယ်။လီဖူကအိတ်ကိုစာသင်ခန်းကောင်းဆောင်ရဲ့လက်ထဲကနေဆွဲယူဖို့ကြိုးစားတဲ့အခါဟန်ချက်ပြတ်သွားပြီးသူ့ပေါင်းဘီကိုမတော်တဆဆွဲချလိုက်မိပါတယ်။ရှက်ရွံ့နေတဲ့သူကလီဖူကိုလိုက်ခဲ့ပြီးလီဖူကလည်းရောကြားလေးအိမ်သားထဲမှာဝင်ပုန်းနေခဲ့ပါတယ်။ခေါင်းဆောင်ကတကားဖွင့်ဖို့တောင်းဆိုခဲ့ပေမဲ့သူမကညှင်းဆန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်သားရဲ့မိကပြတ်သွားပြီးမှောင်မိုက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်သားထိုင်ခုံကသူ့ဘာသာသူပွင့်သွားပြီးအနီရောင်တောက်ပတ်လာခဲ့ပါတယ်။အော်စရာကောင်းစွာနဲ့ပဲလီဖူဟာယုံလိနိုင်ငံတော်ထဲကအခြားအိမ်သားတစ်ခုစီကိုရုပ်ပြောက်ရုပ်ဖြက်ရောက်ရှိသွားခဲ့ပါတယ်။အိမ်သားထဲမှာရှိနေတဲ့ဧကရော်ယုံရီဟာလီဖူကိုမြင်တဲ့အခါကြောက်လန့်သွားပြီးသူမကိုလောက်ကျန်တက်ဖြတ်သူလို့ထင်ကအဆောင်တွေကိုခေါ်ခဲ့ပါတယ်။နောက်မြင်ကွင်းတစ်ခုမှာတော့မိဖုရားခေါင်ကြီးရဲ့အစေခံတွေကသူမကိုယုံရီအိမ်သားထဲမှာရှိနေတုန်းကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်သမီးလေးတစ်ပါးဖြစ်တဲ့လီဖူအကြောင်းကောလာဟလပြောပြခဲ့ပါတယ်။မိဖုရားခေါင်ကြီးကဆင်းရဲမွဲတေမှုနဲ့ရုန်းကန်နေရတဲ့သူတို့နိုင်ငံအတွက်ကောင်းကင်ဘုံကနတ်သမီးလေးလီဖူဟာမင်္ဂလာရှိတဲ့လက္ခဏာဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်သူမအတွက်လှပတဲ့အဝတ်အစားတွေနဲ့လက်ဝတ်ရတနာတွေပြင်ဆင်ဖို့အမိန့်ပေးခဲ့ပါတယ်။သို့တော်လည်းယုံရီကဒါဟာနိုင်ငံတော်ဘိုးတော်ရဲ့လှည့်ကွက်ဖြစ်ပြီးလူတွေကိုလှည့်ဖျားဖို့မိန်းကလေးကိုအတုံးချတာလို့ထင်ကာလီဖူကိုတတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နန်းတော်ရဲ့တရားရုံးခန်းထဲမှာတော့လီဖူကနေရာကိုလေးလာကြည့်ရှုနေပြီးသူမရဲ့မျက်လုံးကိုပင်မယုံနိုင်ခဲ့ပါဘူး။သူမအိမ်မက်မက်နေရလို့ထင်နေတာကြောင့်သူမကိုယ်သူမပါရိုက်လိုက်ပါတယ်။ဒီခန်းမကိုရင်းနှီးနေတာကြောင့်ယုံလိရဲ့ကာတွန်းကိုတတိယသွားပါတယ်။ကာတွန်းစာအုပ်ထဲဝင်ရောက်ဖို့မဖြစ်နိုင်တာကြောင့်သူမကအိမ်မက်မက်နေစေလို့ထင်ပြီးသူမကိုယ်သူမနိုးဖို့စူးစမ်းခဲ့ပါတယ်။သူမကအဓိကတကားကိုတိုက်မိဖို့စူးစမ်းနေချိန်မှာယွန်ရီကသူမကိုတတ်ဖို့တကားဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူမကတိုက်မိပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။သူမကအဓိကတကားကိုတိုက်မိဖို့စူးစမ်းနေချိန်မှာယွန်ရီကသူမကိုတတ်ဖို့တကားဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူမကတိုက်မိပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။စေခံတဦးဖြစ်တဲ့လေနာကယွန်ရီကသူမကိုတတ်တော့မဲ့အချိန်မှာမိဖုရားကအချိန်မရောက်လာပြီးကဲတင်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။လီဖူကလေနာဟာသူမရဲ့အခင်ဆုံးသူငယ်ချင်းရှောင်းကျူးနဲ့ရုပ်ချင်းတူရဲ့လို့ထင်ပြီးဘာတွေဖြစ်နေလဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့လေနာကလီဖူအထင်မှားနေကြောင်းပြောခဲ့ပါတယ်။ထို့နောက်မိဖုရားပေးထားတဲ့အဝတ်စားတွေနဲ့လက်ဝတ်ရတနာတွေကိုဝတ်ဆင်ပြီးပြင်ဆင်ဖို့လီဖူကိုပြောခဲ့ပါတယ်။နောက်မြင်ကွင်းတစ်ခုမှာတော့ယွန်ရီကလီဖူဟာကောင်းကင်ဘုံကနေတကယ်လာတယ်လို့မိဖုရားယုံကြည်လားလို့မေးခဲ့ပါတယ်။ပြည်သူတွေစစ်ဖက်ရာရှိတွေနဲ့တာမန်ရက်သားတွေအားလုံးကယုံကြည်နေတဲ့၍ဒါဟာယွန်ရီအတွက်အကျိုးရှိမယ်လို့မိဖုရားကရှင်းပြခဲ့ပါတယ်။ယွန်ရီဘရင်ဖြစ်လာကြတဲ့ကပြည်သူတွေနဲ့စစ်ဖက်အရာရှိအများစုဟာနိုင်ငံတော်ဘိုးတော်နဲ့ပူးပေါင်းခဲ့ကြပါတယ်။ဒါကြောင့်လူတိုင်းကလီဖူကိုကောင်းကင်ဘုံကလာတယ်လို့ထင်နေတာကြောင့်လီဖူနဲ့လက်ထပ်ပေါင်းတင်ဖို့ယွန်ရီကိုတောင်းဆိုခဲ့ပါတယ်။သူတို့လက်ထပ်ပြီးနောက်ယွန်နိုင်ငံတော်မတိုးတက်ဘူးဆိုရင်ပြည်သူတွေစစ်ဖက်နဲ့အရက်သားတွေအားလုံးကသူ့ကိုအပြစ်တင်ကြလိမ့်မယ်လို့တွေးမိတာကြောင့်ယွန်ရီကတုံဆိုင်နေခဲ့ပါတယ်။ဒါကိုကြားတဲ့အခါမိဖုရားကသူမဟာလုံခြုံတဲ့ဂိမ်းတစ်ခုကိုကစားကျင်ကြောင်းဖော်ပြခဲ့ပါတယ်။နိုင်ငံမတိုးတက်ဘူးဆိုရင်လီဖူကိုစိတ်တကောင်ဖြစ်စေပြီးအရာအားလုံးကိုသူမကိုအပြစ်တင်ဖို့ပြောခဲ့ပါတယ်။သို့တော်လည်းလီဖူဟာနိုင်ငံတော်ဘိုးတော်နဲ့ပူးပေါင်းပြီးသူ့ကိုပူးပေါင်းကြံစီမယ်လို့ယွန်ရီကစိုးရိမ်ခဲ့ပါတယ်။မိဖုရားကရွှန်ချင်းနဲ့ယွန်ရီတို့လက်ထပ်ပြီးနောက်နိုင်ငံတော်ဘိုးတော်ဟာယွန်နိုင်ငံတော်ကိုဘာမှလုပ်မှာမဟုတ်ဘူးလို့အာမခံခဲ့ပါတယ်။ဒါတွေအားလုံးရှိနေပေမဲ့ယွန်ရီကရွှန်ချင်းကိုလက်ထပ်မှာမဟုတ်ကြောင်းနဲ့အတင်းကျပ်ဆိုရင်သူ့ကိုယ်သူတတ်တည်လိမ့်မယ်လို့ပြောခဲ့ပါတယ်။တနေရာမှာတော့လီဖူကိုသူမရဲ့အစေခံတွေကတော်ဝင်ဆန်စွာဆက်ဆံခဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲနိုင်ငံတော်ဘိုးတော်နဲ့သူ့ရဲ့သမီးရွှန်ချင်းတို့ဟာနတ်သမီးလေးလီဖူနဲ့တွေ့ဆုံဖို့နန်းတော်ကိုရောက်လာခဲ့ကြပါတယ်။မကြာခင်မှာပဲလီဖူဟာခန်းမကိုရောက်လာပြီးသူမရဲ့စာတင်ကန်းကောင်းဆောင်နဲ့တူတာကြောင့်ယွန်ရီကိုစိုက်ကြည့်နေခဲ့ပါတယ်။သူမဟာမိဖုရားရဲ့အလှကိုပါချီးကျူးခဲ့တာကြောင့်မိဖုရားကအယမ်းအထင်ကြီးသွားခဲ့ပါတယ်။ထို့နောက်ရွှန်ချင်းနဲ့နိုင်ငံတော်ဘိုးတော်တို့ကိုတွေ့ဆုံပြီးစကားပြောခဲ့ပါတယ်
ရုတ်တရက်ဆိုသလိုပဲယွန်ရီကသူမဟာကောင်းကင်ဘုံကနတ်သမီးလေးဖြစ်တယ်ဆိုရင်ယွန်လီကိုတိုးတက်စေဖို့နဲ့နိုင်ငံကိုတလအတွင်းအင်အားကြီးမအောင်လုပ်ဖို့လီဖူကိုစိန်ခေါ်ခဲ့ပါတယ်လီဖူကလက်ခံခဲ့ပြီးသူမဟာတလပင်လိုအပ်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်တကယ်တော့နေရာတစ်ခုလုံးကိုရွှေတွေနဲ့ဘလို့ဖုံးအုပ်ရမလဲဆိုတာကိုလူတိုင်းကိုတင်ပေးမယ်လို့ပြောခဲ့ပါတယ်နောက်နေ့မုန်းတဲ့ချိန်မှာတော့ဖရင်ဟာဒီပြောဆိုမှုကြောင့်အံ့ကရုံလှုပ်သွားခဲ့ပြီးသူမကသူ့ရဲ့ကတိကိုမတည်ရင်လူတိုင်းရှေ့မှာခေါင်းဖြတ်တတ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်နောက်ပိုင်းညဘက်မှာတော့လီဖူကသူမရောက်ရှိခဲ့တဲ့အတိုင်းအိမ်သားတဲကိုခုန်ချခြင်းဖြင့်သူမရဲ့ကဘာကိုထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်တိုးတော်လဲအဲ့ဒါဟာယွန်ရီသူ့ကိုယ်သူတင်းကွက်တဲ့နေ့နဲ့တရက်တည်းဖြစ်ကြောင်းသိလိုက်တဲ့အခါအဲ့ဒီဖြစ်ရက်ကိုအရင်မျက်မြင်သက်သေခံဖို့ဆုံးဖြတ်ခဲ့ပါတယ်ယွန်ရီရဲ့တကားပြင်ဘက်မှာခိုးကြောင်ခိုးဝက်လုပ်ပြီးနောက်ကာတွန်းထဲမှာဖတ်ထားခဲ့တဲ့အတိုင်းရွှန်ချင်းနဲ့ယွန်ရီတို့အငင်းပွားနေတာကိုသူမမြင်ခဲ့ပါတယ်အတိတ်ကိုပြန်ပြောင်းကြည့်ရဲ့အခါမှာတော့လီဖူနဲ့ရှောင်ကျူတို့ဟာသူတို့ရဲ့စာသင်ခန်းထဲမှာကာတွန်းထဲကရွှန်ချင်းအကြောင်းပြောနေတာကိုမြင်ခဲ့ရပါတယ်ရွှန်ချင်းကသူ့ရဲ့အမကိုဘလို့မနာလိုခဲ့ရဆိုတာသူတို့ပြောခဲ့ကြပါတယ်ဒါကြောင့်သူမကအမကိုအစိတ်ခတ်ပြီးအစေခံတဦးနဲ့တိုက်ခိုက်စေခဲ့ပါတယ်နောက်ပိုင်းမှာတော့အမကမိမိကိုယ်တက်တည်ခဲ့ပါတယ်ဒါအပြင်ကာတွန်းတွေထဲမှာလည်းရွှန်ချင်းကအေကရော်ယွန်ရီကိုတက်ခဲ့ပါတယ်ပစ္စုပန်ကိုပြန်ရောက်တဲ့အခါယွန်ရီကသူ့ကိုယ်သူတင်းကွက်ဖို့စ조사နေစဉ်မှာလီဖူကချော်လဲပြီးတကားကိုဖွင့်လိုက်ပါတယ်ဖရင်ကသူမကိုဒေါသထွက်ပြီးအခန်းထဲကထွက်ပြေးနေချိန်မှာသူမကိုဖမ်းဖို့အဆောင်တွေကိုအမိန့်ပေးခဲ့ပါတယ်မကြခင်မှာပဲသူမအိမ်သားကိုရောက်လာပြီးသူမကိုစောင့်နေတဲ့လေနာကိုတွေ့လိုက်ရပါတယ်လီဖူကတနေ့နေ့မှာသူမရဲ့ကဘာကိုလာဖို့လေနာကိုတောင်းဆိုပြီးအတွင်းထဲဝင်သွားခဲ့ပါတယ်ထို့နောက်သူမဟာအိမ်သားထိုင်ခုံထဲကိုခုန်ချလိုက်ပြီးသူမရဲ့ကဘာစီရောက်ရှိခဲ့ပါတယ်သူမတကားဖွင့်ပြီးအပြင်ထွက်တဲ့အခါမှာတော့ယွန်ရီကသူမကိုတက်ဖို့စ조사နေတာကိုမြင်လိုက်ရပါတယ်ရုတ်တရက်ဆိုသလိုပဲသူမကနန်းတော်အတွင်းကအိပ်ယာထဲမှာနိုးလာခဲ့ပြီးယွန်ရီကိုသူမရဲ့ဘေးမှာတွေ့လိုက်ရပါတယ်သူတို့ဟာခဏတာတယောက်ကိုတယောက်ကြည့်နေခဲ့ပြီးသူမဟာရှေးခေတ်နိုင်ငံတော်မှာရှိနေစေဖြစ်ကြောင်းလီဖူသိလိုက်ရပါတယ်သူမခုန်ချလိုက်ပြီးနောက်အိမ်သားထဲမှာပြုတ်ကျကမူးလဲသွားခဲ့ကြောင်းပေါ်လွင်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲယွန်ရီကမုန်းတဲ့ချိန်အထိသူမရဲ့ကတိကိုမတည်ရင်အပြစ်ပေးလိုက်မယ်လို့တတိပေးခဲ့ပါတယ်ယွန်ရီထွက်သွားပြီးနောက်မှာတော့လီဖူကကာတွန်းထဲကလိုယွန်ရီကိုဘယ်တော့တပ်ဖို့စီစဉ်ထားလဲလို့ရွှန်ချင်းကိုမေးခဲ့ပါတယ်ရွှန်ချင်းကရှုပ်ထွေးနေဟန်ဆောင်တဲ့အခါလီဖူကသူမရဲ့အမကိုမိမိကိုတတ်တည်ဖို့ဘလို့တွန်းအားပေးခဲ့တယ်ဆိုတာသိတာကြောင့်ဟန်ဆောင်မနေဖို့ပြောခဲ့ပါတယ်ဒါအပြင်သူ့ရဲ့ဖခင်နိုင်ငံတော်ဘိုးတော်ကလည်းရန်သူနိုင်ငံတွေနဲ့မဟာမိတ်ဖွဲ့ထားပြီးယွန်လီနိုင်ငံတော်ကိုသိမ်းယူချင်တာကြောင့်သူ့ကိုယ်ပိုင်တပ်ဖွဲ့လည်းရှိနေကြောင်းပြောခဲ့ပါတယ်ရွှန်ချင်းကနောက်ကနေလီဖူကိုဓာတ်နဲ့ထိုးတော့မဲ့အချိန်မှာလီဖူကလှည့်လိုက်တာကြောင့်ရွှန်ချင်းရက်လိုက်ရပါတယ်တိုးတော်လဲလီဖူကသူမဟာရွှန်ချင်းရဲ့ဘက်မှာရှိကြောင်းနဲ့ယွန်ရီကအမြဲတမ်းသူမကိုတပ်ဖို့ချင်းချောက်ရတာကြောင့်ယွန်ရီကိုအစောကြီးတည်စေခြင်းတယ်လို့ပြောခဲ့ပါတယ်သူမကိုကူညီဖို့ဒါမှမဟုတ်ရင်သူမရဲ့ရှိုးဝက်ချက်တွေကိုလူတိုင်းကိုဖော်ထုတ်ပစ်မယ်လို့လီဖူကရွှန်ချင်းကိုပြောခဲ့ပါတယ်နောက်ပိုင်းမှာတော့ရွှန်ချင်းကလီဖူဟာရန်သူနိုင်ငံတွေနဲ့သူ့ရဲ့ရှိုးဝက်သဘောတူညီမှုတွေကိုတီကြောင်သူ့ဖခင်ကိုပြောပြခဲ့ပါတယ်သူတို့ကသူမကိုယွန်ရီစီကနေမကယ်တင်ရင်သူတို့ရဲ့အမှန်တရားကိုဖော်ထုတ်ပြီးလူပြောများတဲ့ခေါင်းစဉ်တစ်ခုဖြစ်အောင်လုပ်မယ်လို့လည်းသူမပြောခဲ့ပါတယ်နိုင်ငံတော်ဘိုးတော်ကလူပြောများတဲ့ခေါင်းစဉ်ဟာအစွမ်းထက်တဲ့ရှိုးဝက်လက်နက်တစ်ခုကိုထင်နေပြီးသူမကိုကူညီတဲ့မကူညီတဲ့ရှုပ်ထွေးနေခဲ့ပါတယ်လီဖူရဲ့အခန်းစီပြန်ရောက်တဲ့အခါအမျိုးသားတဦးကသူမအတွက်အစားအစာတွေနဲ့ရောက်လာခဲ့ပါတယ်ဒါပေမဲ့သူမကအဲ့ဒီလူကိုချီနှောင်ပြီးသူ့ရဲ့အဝတ်အစားတွေကိုဝတ်ကာနန်းတော်ဥယျာဉ်တစ်ဝိုက်မှာခိုးကြောင်ခိုးဝက်လှည့်လည်နေခဲ့ပါတယ်သူမကိုရှာဖွေနေတဲ့အဆောင်တချို့ကိုမြင်တော့ပုံအောင်ဖို့စ조사ခဲ့ပါတယ်တိုးတော်လဲသူမကကြောက်တုံးပေါ်ကိုနင်းမိပြီးချော်လဲကရေကန်နဲ့ပြုတ်ကျတော့မဲ့အချိန်မှာဖရင်ရဲ့ညီတော်ယုံလီကသူမကိုဖမ်းဆွဲပြီးကယ်တင်ခဲ့ပါတယ်သူမကိုဆွဲတင်နေစဉ်မှာသူကိုယ်တိုင်ရေကန်နဲ့ပြုတ်ကျသွားခဲ့ပါတယ်အံ့ဩစရာကောင်းစွာနဲ့ပဲလီဖူကသူ့ကိုလမ်ကမ်းပဲအဲ့ဒီနေရာကနေထွက်ပြေးသွားခဲ့ပါတယ်ဒီအဖြစ်အပျက်နောက်မှာတော့သူမကအစေခံတယောက်လို့ထင်ပြီးမိဖို့ချောင်းအတွက်ထင်းခွဲဖို့တောင်းဆိုတဲ့အမျိုးသားတဦးနဲ့တွေ့ဆုံခဲ့ပါတယ်သူကသူမကိုတညလုံးခက်ခဲတဲ့အလုပ်တွေလုပ်ခိုင်းခဲ့ပါတယ်နောက်နေ့မနက်မှာတော့ယွန်ရီကသူမကိုနိုးပြီးတရားရုံးကြားနာပွဲမှာရှိနေဖို့ပြောခဲ့ပါတယ်လူတိုင်းကသူတို့နိုင်ငံကိုဘလို့တိုးတက်အောင်လုပ်ရမလဲလို့မေးနေချိန်မှာမြေယာကိုတီးနှံဖြစ်ထွန်းစေပြီးမိုးခေါင်ရေရှားမှုနဲ့ရေကြီးရေရှမ်းမှုကိုကာကွယ်ပေးတဲ့ဆယ်မြောင်းစနစ်အကြောင်းဆရာကပြောခဲ့တာကိုသူမသတိရသွားခဲ့ပါတယ်ဒါကြောင့်မို့သူမကယွန်လီနိုင်ငံတော်ရဲ့မြေပုံကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့မြေပုံမှာဆယ်မြောင်းစနစ်တိစောက်ဖို့အတွက်မြစ်တွေနဲ့ရေကန်တွေဘာတစ်ခုမှမဖော်ပြထားပါဘူးယွန်လီဟာပတ်လည်မှာတောင်တွေနဲ့သာရှိနေတဲ့ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ကြောင်းပေါ်လွင်ခဲ့ပါတယ်တိုးတော်လဲသူတို့မှာတောက်ရည်အတွက်ရေတွင်းတွေရှိခဲ့ပါတယ်မုန်းတဲ့ချိန်ကြီးနေပြီးယွန်ရီကသူ့ရဲ့ကတိကိုမတီးနိုင်တာကြောင့်သူမကိုကွပ်မျက်ဖို့ဓာတ်နဲ့ထောက်ပြီးလီဖူစီလမ်းလျှောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနိုင်ငံတော်ကိစ္စတွေနဲ့ဝေးဝေးနေခဲ့တဲ့ယွန်ရီရဲ့ညီတော်ယွန်လီကသူမကိုကယ်တင်ဖို့ရောက်လာပြီးလီဖူကိုကွပ်မျက်မဲ့သူ့အကိုကိုတားဆီးခဲ့ပါတယ်ယွန်လီကသူမရဲ့စွမ်းရည်တွေကိုတက်တည်ပြဖို့နောက်ထပ်အခွင့်အရေးတစ်ခုပေးဖို့သူ့ရဲ့အကိုကိုတောင်းဆိုခဲ့ပါတယ်နိုင်ငံတော်ဘိုးတော်လည်းရောက်လာခဲ့ပြီးသူမမှာထူးခြားတဲ့စွမ်းရည်တွေရှိကြောင်းနဲ့သူမရဲ့နေပြူဟာတွေဟာနိုင်ငံတော်ရဲ့တိုးတက်မှုအတွက်အထောက်အကူဖြစ်နိုင်ကြောင်းယွန်ရီကိုရှင်းပြခဲ့ပါတယ်သူမဘာပြောစရာရှိလဲဆိုတာကိုနားထောင်ဖို့သူကတောင်းဆိုခဲ့ရာလူတိုင်းကသဘောတူခဲ့ကြပါတယ်အဲ့ဒီအခွင့်အရေးကိုယူပြီးလီဖူကသူတို့ကိုဆယ်မြောင်းစနစ်တွေအကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့ဒါကိုတိစောက်မဲ့နေစနစ်တွေကိုမျှဝေဖို့တောင်းဆိုခံရတဲ့အခါဒါဟာကောင်းကင်ဘုံရဲ့ရှိုးဝှက်ချက်ဖြစ်ပြီးသူမကိုယ်တိုင်လည်းမသိတာကြောင့်မျှဝေလို့မရဘူးလို့ပြောခဲ့ပါတယ်
သို့တော်လည်းနိုင်ငံတော်ဘိုးတော်ကယွန်ရီဟာကောင်းကင်ဘုံရဲ့သားတော်လို့ယူဆခံရတာကြောင့်သူ့ကိုမျှဝေပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ပြည်သူတွေနဲ့စစ်ဖက်အရာရှိအားလုံးကသူတို့ရဲ့နိုင်ငံကိုတိုးတက်စေဖို့သူမကိုတောင်းပန်ခဲ့ကြပါတယ်။နောက်မြင်ကွင်းတစ်ခုမှာတော့နိုင်ငံတော်ဘိုးတော်ကသူ့ရဲ့ကွယ်လွန်သွားတဲ့သမီးအတွက်ဆူတောင်းနေတာကိုမြင်ခဲ့ရပါတယ်လူတွေကသူမကိုဝေဖန်ပြီးရဲ့နောက်ရှမိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့သူမဘလို့အသက်ပေးခဲ့ရဆိုတာကိုသူတတိယနေခဲ့ပါတယ်။သို့တော်လည်းသူမရဲ့အမတ်ပေါ်မကျေနပ်ခဲ့တဲ့ရွှန်ချင်းကတော့မိသားစုဂုဏ်သိက္ခာကိုအမဲဆက်ဆုံးထင်းစေခဲ့လို့သူမကိုအပြစ်တင်ခဲ့ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့သူမရဲ့ဖခင်ကသူမကိုဆက်မပြောဖို့တားမြစ်ခဲ့ပါတယ်။ထို့နောက်လီဖူကိုစောင့်ကြည့်နိုင်ဖို့နန်းတော်မှာခဏတာနေထိုင်ခွင့်ပေးဖို့မိဖုရားခေါင်ကြီးကိုတောင်းဆိုဖို့ရွှန်ချင်းကိုပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့လီဖူကနန်းတော်ပတ်ပတ်လဲလမ်းလျှောက်နေစဉ်မှာယွန်လီပလေမုတ်နေတာကိုမြင်ခဲ့ပါတယ်။သူတို့စကားပြောကြတော့ယွန်လီကသူမရဲ့ကဘာအကြောင်းပြောပြဖို့တောင်းဆိုခဲ့ပါတယ်။မကြခင်မှာပဲအဆောင်တွေနဲ့အစေခံတွေအားလုံးကသူမရဲ့ပုံပြင်ကိုနားထောင်ဖို့စုဝေးခဲ့ကြပါတယ်။သူမကကားတွေလေယာဉ်တွေတင်မောတွေမိုဘိုင်းဖုန်းတွေနဲ့အခြားလူလုံနည်းပညာတွေအကြောင်းရှင်းပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲယွန်ရီကလည်းဘာတွေဆူညံနေလဲဆိုတာကြည့်ဖို့ရောက်လာခဲ့ပါတယ်။သူမကသူမရဲ့ကဘာမှာချစ်ချင်းမေတ္တာရဲ့လွတ်လပ်မှုအကြောင်းပြောပြခဲ့ပါတယ်။လူတဦးကလွတ်လပ်ပြီးကိုယ်တိုင်လက်ထပ်ဖို့မိဖက်ကိုရွေးချယ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒီအချက်ကယွန်ရီကိုနည်းနည်းရှုပ်ထွေးသွားစေပြီးသူထွက်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလီဖူကမတူညီတဲ့ဥပဒေတွေနဲ့အခွင့်အရေးတွေအကြောင်းဆက်ပြောနေတာကြောင့်ယွန်ရီဟာသူမကိုသဘောကျလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရွှန်ချင်းကနန်းတော်မှာနေထိုင်ခွင့်ကိုမိဖုရားစီကနေရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအစေခံတဦးရောက်လာပြီးလီဖူကအစေခံတွေကိုအကျင့်သိက္ခာနဲ့မညီတဲ့အရာတွေပြောနေကြောင်းမိဖုရားကိုသတင်းပို့ခဲ့ပါတယ်။ဒါကြောင့်မိဖုရားဒေါသထွက်သွားပြီးသူမရဲ့လူတွေကိုလမ်းမအောင်ဖျားယောင်းသွေးဆောင်တာကြောင့်လီဖူကိုချက်ချင်းသွားអော်ခဲ့ပါတယ်။အံ့ဩစရာကောင်းစွာနဲ့ပဲယွန်လီကအပြစ်ကိုဝန်ခံခဲ့ပြီးလီဖူကိုသူမရဲ့ကဘာအကြောင်းမေးခဲ့တာသူ့ရဲ့အမားဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒီလိုနဲ့မိဖုရားကသူ့ကို9 ရက်ကြာအိမ်အပြင်ကိုထွက်ခွင့်မပြုဘဲတားမြစ်ခဲ့ပါတယ်။ဒါအပြင်ရွှန်ချင်းစီကနေမိမပီတဲ့အမှုအကျင့်တချို့ကိုလေ့လာဖို့လီဖူကိုတောင်းဆိုခဲ့ပါတယ်။တနေရာမှာတော့ယွန်ရီကသူ့ရဲ့ချစ်သူကိုတတိယနေခဲ့ပြီးအဲ့ဒါကရွှန်ချင်းရဲ့အမဖြစ်ကြောင်းပေါ်လွင်ခဲ့ပါတယ်။နောက်ပိုင်းညဘက်မှာတော့သူ့ကွယ်လွန်သွားတဲ့ချစ်သူကိုတတိယရင်အရက်မူးနေခဲ့ပါတယ်။ဒီအခွင့်အရေးကိုယူပြီးရွှန်ချင်းကသူ့ရဲ့အခန်းကိုသွားကသူ့ကိုတွေးဆောင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုစိတ်ပြတ်အောင်လုပ်ဖို့ယွန်ရီကအခန်းအပြင်ဘက်ကိုပြေးထွက်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ယွန်ရီကသူ့ရဲ့အဆောင်ဟုံချီကိုလီဖူအမြဲဆောင်ထားတဲ့အိတ်ကိုစစ်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလီဖူရောက်လာပြီးသူမရဲ့အိတ်ကိုဖွင့်လိုက်ပါတယ်။သူမရဲ့မိုဘိုင်းဖုန်းကိုထုတ်ယူပြီးခဏလောက်မြည်နေတဲ့နှုတ်ဆက်ကိုပိတ်ပစ်ခဲ့ပါတယ်။ယွန်ရီကဒါဟာကောင်းကင်ဘုံကယတနာတစ်ခုလားလို့မေးတဲ့အခါသူမကသဘောတူခဲ့ပါတယ်။ဒါအပြင်သူမရဲ့မုံအားလုံးကိုကောင်းကင်ဘုံကယတနာတွေလို့ယူဆပြီးပြသကစားခဲ့ပါတယ်။သူမကမုံတွေကိုယွန်ရီနဲ့ဟုံချီတို့နဲ့မျှဝေခဲ့ရာသူတို့ကမုံတွေဟာအရန်ရတာရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်။ယွန်ရီကအဲ့ဒီရတာရှိတဲ့အစားအစာတွေကိုစားတဲ့အခါတာမန်ရက်သားတွေလည်းအဲ့ဒီမုံတွေကိုစားနိုင်ရင်ဘလောက်ပျော်ရွှင်ကြလိမ့်မလဲလို့ပြောခဲ့ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာတော့ယွန်ရီနဲ့လီဖူတို့ဟာအဆင်ပြေလာခဲ့ကြပါတယ်။လီဖူကယွန်ရီကိုကိုအန်ကစားနဲ့တင်ပေးနေစဉ်မှာယွန်ရီကသူမကိုများပြစ်နေတင်ပေးခဲ့ပါတယ်။သူမကသူ့ကိုဂီတနဲ့ရုပ်ရှင်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ရွှန်ချင်းကယွန်ရီနဲ့လီဖူတို့ပိုရင်းနှီးလာတာကိုမြင်တဲ့အခါမှာတော့သူမမနာလို့ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရွှန်ချင်းကလီဖူရဲ့အခန်းထဲမှာတွေ့ဆုံပြီးသူမကိုလက်ထိုးဖို့နဲ့သူမနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ရွှေလက်ဝတ်ရတနာတွေလက်ဆောင်ပေးခဲ့ပါတယ်။သို့တော်လည်းရွှန်ချင်းဟာအတကြီးပြီးလိုချင်တာကိုရဖို့ဘယ်ချိန်နေထိမဆိုသွားလိုက်မယ်ဆိုတာသိတဲ့လီဖူကသူမကိုလစ်လျူရှုခဲ့ပါတယ်။ဒီဖြစ်စဉ်ကတော့ရွှန်ချင်းဒေါသနဲ့အဲ့ဒီနေရာကနေထွက်ခွာသွားတာနဲ့အတူဇက်သိမ်းသွားခဲ့ပါတယ်။